ဒီကာလတွေပေါ့လေကျွန်တော်တို့ပြောရဲဆိုတာလည်းတကယ်တမ်းတော့အတူအယောင်နေပါပဲပြောသလိုလိုပဲရှိတာပါတကယ်တော့မပြောရပါဘူးအဲ့တော့ကျွန်တော်ဒီနေ့မှာကျွန်တော်ဟိုးရင်ကရေးထားတဲ့မပြောရတဲ့ကဘာဆိုတဲ့အချင်းလေးတွေကိုကျွန်တော်ဆိုပြချင်ပါတယ်ဒီတချင်းကကျွန်တော်ရေးထားတာကြာပြီပေါ့နော်အမှန်တိုင်းပြောလို့ချင်းကျွန်တော်ဆိုချင်တိုင်းပြန်ဆိုလို့မရတဲ့တက်မှာအဲ့တချင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တစ်ခါလေကြာကျွန်တော်စိတ်ခံစားမှုကလိုက်မမီကိုယ်ခံစားမှုနဲ့ကိုလိုက်မမီလို့ချင်းဒီတချင်းကျွန်တော်ဆိုလို့မရဘူးပြီးတော့ပြောရရင်နည်းနည်းဟိုပေါ့နော်အလဲအပွဲရေးထားတဲ့တချင်းလို့ပြောမှာပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ထပ်ပြောချင်တာကဟိုပေါ့နော်ပြောပြရည်မပြောပါဘူးဆိုလို့ဟိုကျွန်တော်တို့ကဟိုပေါ့နော်အားရော့စိတ်ပြတ်ဖို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့လူဆိုတာကဘယ်လောက်ပဲကျွန်တော်တို့ကတတိရှိပါတယ်ခန္ဓာရည်ရှိပါတယ်ပြောလေဟိုကျွန်တော်တို့ခန္ဓာရည်ဆိုတာကလူတယောက်လိုပဲကျွန်တော်တို့ခန္ဓာရည်ရှိရတယ်တခါလေကျတော့အဖြစ်ပြက်တွေကလူမဆန်ဘူးဗျာကျွန်တော်တို့ခန္ဓာရည်တွေအများကြီးပူတဲ့ခါကျတော့အလဲကွယ်ပဲလေအဲ့လိုချိန်ကြတော့ကျွန်တော်တို့ကဟိုဒီ motivational speaker ကြီးပြောသလိုဗျာအမြဲတမ်းကြီးဟိုအားတင်းနေလို့တော့ဘယ်ဖြစ်မှာတော့ဗျာကျွန်တော်တို့စိတ်သက်ကြခြင်းစိတ်ညစ်တဲ့ချိန်တွေလည်းရှိတာပေါ့အဲ့လိုအချိန်မှာကျွန်တော်ရေးထားတာပေါ့မပြောရတဲ့ကဘာဆိုတဲ့ချင်းပေါ့နော်ကျွန်တော်ဒီတခြင်းကိုအပိုင်းစာလေးပေါ့နော်အပြည့်စုံတော့မဟုတ်ဘူးဟိုဒီအပိုင်းစာလေးကျွန်တော်ဆိုပြပါမယ်အဲ့တော့ကျွန်တော်မလို့ချင်မဘူးဒီလိုအချိန်လေးမျိုးအတင်းမနေလို့တန်ချိန်မှာပိုင်ဆိုင်မှုတဲ့ရောင်လို့အိမ်မများစိတ်ငါနေလို့အသက်နဲ့နေလို့အိုးရဲ့ချိန်ငါပြောရများပေးလေပါပြောရတဲ့ကဘာမပြောရတဲ့ကဘာမပြောရတဲ့ကဘာကျင်နာများကင်းဝေးတဲ့အခါနာ